would occur, causing mass destruction and the potential end of the world. လွန်ခဲ့တဲ့10စုနှစ်နှစ်စုစာ2000ပြည့်နှစ်မတိုင်ခင်ကကွန်ပျူတာစနစ်ချွေချက်တစ်ခုကြောင့်ကမ္ဘာပြတ်မယ်ဆိုတဲ့ဟောကိန်းတစ်ခုထွက်ပေါ်ခဲ့တယ်ဆိုတာပြည်သက်ကြီးတို့သိပါလားကမ္ဘာတဝန်းကတန်းတဲ့ချီတဲ့လူတွေဟာ1996ခုနှစ်ရဲ့နောက်ဆုံးအချိန်တွေကိုနိုင်မှာငေးကြည့်ရင်အသက်ရှူမသက်စိုးရိမ်ခဲ့ရပါတယ်ဝါရှင်တန် DC ကထိပ်တန်းအရာရှိတွေကနေလက်သမားတွေအထိလူတိုင်းဟာဒီကွန်ပျူတာစနစ်ချွေရင်မှုကနေလူ့ရင်ကျေးမှုကိုအဆုံးသတ်စေနိုင်မယ်လို့ယုံကြည်ကြပြီးစိုးရိမ်ပူပန်ခဲ့ကြပါတယ်ဒီနေ့ပါတော့ကျွန်တော်တို့ Brain Box မြန်မာ channel ကနေအဲ့ဒီချိန်တော့ကဘာပြတ်မယ်ဆိုတဲ့ဟောကိန်းနဲ့ပတ်သက်တဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျ There still exists a general state of either denial, complacency, or even apathy about both the reality and the potential effects of Y2K.